ဆရာမကျွန်တော်တို့နိုင်ငံခြားသွားမှာမဟုတ်တာအင်္ဂလိပ်စကားပြောဖို့လိုလို့လားဒီစကားကိုကျွန်တော်တို့ဆရာမတွေတော်တော်များများကြားဖူးကြမှာပါဒီစကားကိုကြားရင်ကျွန်တော်တို့တွေကချက်ချင်းပြန်ပြောတတ်ကြတယ်အင်္ဂလိပ်စာအရေးကြီးတယ်မသင်လို့မရဘူးသင်ကိုသင်ရမယ်အဲ့ဒီအဖြေတွေကိုကလေးတွေကအမြဲတမ်းလက်မခံကြဘူးသူတို့ကဘာလို့လဲဘာကြောင့်လဲဘာအတွက်လဲဆိုတာကိုသိချင်ကြတာပါကြည့်ကြည့်တဲ့အခါဂိမ်းစောတဲ့အခါ AI သုံးတဲ့အခါ Google ကိုအသုံးပြီးရှာဖွေတဲ့အခါကျရင် information တွေကအင်္ဂလိပ်နဲ့ရှိပါတယ်ကလေးများစုကအင်္ဂလိပ်ကို subject တစ်ခုလို့ထင်တတ်ကြတယ်တကယ်တော့အင်္ဂလိပ်က subject မဟုတ်ပါဘူး skill တစ်ခုပါအင်္ဂလိပ်ကိုသိပြီဆိုရင် information တွေပို့ရတယ် self study လုပ်လို့ရတယ် technology ကိုပို့ပြီးတော့အသုံးချလို့ရတယ်အင်္ဂလိပ်ကိုသိရင်အလုပ်ကိုင်းရွေးချယ်ခွင့်တွေပို့ပြီးတော့များလာနိုင်တယ်အခု grade 7မှာမလိုဘူးလို့ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့နောက်9နှစ်10နှစ်မှာဘာလို့လိုမယ်ဆိုတာကိုဘယ်သူမှတည်တည်ချာချာမပြောနိုင်ကြဘူးကျွန်တော်တို့ကလေးတွေကိုအင်္ဂလိပ်စာသင်ပေးနေတယ်ဆိုတာနိုင်ငံခြားပို့ဖို့မဟုတ်ဘူးသူတို့ရဲ့ရွေးချယ်ခွင့်တွေပို့ပြီးတော့များလာစေဖို့ပါဘာလို့လဲဆိုတော့ skill ဆိုတာမသုံးရင်တော့ရှိထားတာမရှုံးပါဘူးမရှိတာမှကိုရလာနိုင်တဲ့အခွင့်အရေးတွေကိုလက်လက်ဆုံးရှုံးရနိုင်ပါတယ်ဒီအကြောင်းအရာလေးကိုဘယ်လိုထင်မြင်ကြပါသလဲ comment လေးရေးခဲ့ပြပါအောင်နော်